မင်္ဂလာပါ VOA TV သတင်းစီစဉ်ကကြိုဆိုပါရစေ VOA TV အစီအစဉ်တွေကို American ပြည်အောင်စုမြို့တော် Washington DC ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီပြည်သူလွတ်တော်စတင်ကျင်းပပြီးဥခင်ရီကိုလွတ်တော်ဥက္ကဋ္ဌအဖြစ်အတည်ပြု2025အတူရောင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တွေပထမဆုံးတက်ရောက်တဲ့တတိယအကြိမ်ပြည်သူလွတ်တော်ပထမပုံမှန်အစည်းအဝေးကိုမတ်16ရက်ဒီကနေ့မနက်ကနေနေပြည်တော်ရှိပြည်သူလွတ်တော်အဆောက်အုံမှာကျင်းပပါတယ်ဒီစည်းဝေးမှာရွေးကောက်ခံမဟုတ်တဲ့တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေအပါအဝင်2025ရွေးကောက်ပွဲအနိုင်ရလွတ်ကိုယ်စားလှယ်333ယောက်တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီလွတ်တော်မှာလွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌကိုတင်မြှောက်နိုင်ဖို့အတွက်တက်ရောက်ခဲ့တဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်တွေတဲကတကုံမြို့နယ်မဲဆန္ဒနယ်ဒေါက်တာနန္ဒကျော်စွာကိုတဘာပတိအဖြစ်တင်မြှောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလွတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ကြံခိုင်ရဲ့ပါတီဥက္ကဋ္ဌလည်းဖြစ်ဇေယျတီရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ဦးခင်ရီကိုပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်အတည်ပြုခဲ့ပါတယ်။ဒါအဖြစ်စစ်ကောင်စီခန့်ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်တက်ကုန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ဦးမောင်မောင်အုံးော်လည်းပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ကြံခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီဥက္ကဋ္ဌဖြစ်လာမယ်ဆိုတာကိုနေပြည်တော်အတိုက်အဝိုင်းနဲ့ကြံခိုင်ရေးပါတီအတွင်းမှာကြိုတင်သတင်းပြန့်နှံ့နေပြီးသားဖြစ်လို့ထူးခြားမှုတစုံတရာမရှိဘူးလို့နေပြည်တော်သတင်းအရင်အမြစ်ကပြောပါတယ်စစ်ကောင်စီကတတိယအကြိမ်ပြည်သူ့လွတ်တော်ပုံမှန်အစည်းအဝေးကိုမတ်19ရက်မှာဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်ကွတ်ခိုင်ကို MNDA ကိုကန်တက်ကတိုက်ခိုက်သိမ်းပိုက်တအောင်တက်မြဆုတ်ခွာရှမ်းပြည်နယ်မြောက်ပိုင်းကကွတ်ခိုင်မြို့ကိုကိုကန်တက် MNDA ကမတ်15ရက်မနေ့ညနေပိုင်းမှာအလုံးစုံသိမ်းလိုက်ပြီးလို့ MNDA စီရေးတည်အရင်မြက်ကပြောပါတယ်တအောင်အမျိုးသားလူမျိုးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ဗျူဟာကုန်းကို MNDA ကမနေ့ညနေ3နာရီကျော်မှာရရှိပြီးနောက်ညပိုင်းမှာတော့ကွတ်ခိုင်ကမြို့လုံးကိုထိန်းချုပ်လိုက်ကလို့ဆိုပါတယ် MNDA စီရေးတည်အရင်မြက်ကကွတ်ခိုင်ကတော့အားလုံးပြီးသွားပြီနမ်ခန်းကိုတော့ဆက်မတိုက်ဘူးဒါပေမဲ့နမ်ခန်းနဲ့12မိုင်အကွာကတောင်အထီးထပ်သိမ်းလောက်မယ်လို့ဆိုပါတယ် TNLA တပ်သားတွေဖမ်းမိတာတွေကိုလည်းပြောလို့မရသေးပါဘူးကွတ်ခိုင်ကို MNDA ကပဲအုပ်ချုပ်မလားဆိုတာတော့လူကြီးတွေပဲဆုံးဖြတ်မှာပါဆက်ညီနိုင်ကြမလားဆိုတာမသိရသေးလို့ပါလို့ DBB ကိုပြောပါတယ်ကွတ်ခိုင်နဲ့တေနီမျိုးတွေမှာအငင်းပွားမှုတွေကနေနှစ်ဖက်အကြားစိန်ရေးပတိပတ်ခါတွေဖြစ်လာပြီးကွတ်ခိုင်ကနေနန်ဖက်ကတကြောက TNLA တပ်စန်းတွေနဲ့မူဆယ်တရားထားမယ်အထီကို MNDA ကဒိမ့်လိုက်ပြီးနောက်ကွတ်ခိုင်တမျိုးလုံးကို MNDA ကထိန်းချုပ်လိုက်ကဖြစ်ပါတယ်MNDA ဟာကွတ်ခိုင်ကနေမူဆယ်ဘက်ကိုအထွတ်မှာ TNLA တပ်သားတွေနဲ့မနေ့ညနေပိုင်းအထိတိုက်ပွဲဆက်ဖီနေပြီး TNLA ရတပ်စန်းတွေကိုဒရုန်းအများပြားအတုံးပြူတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ကွတ်ခိုင်မြို့ကိုကိုခန့်တပ် MNDA ကထိန်းချုပ်လိုက်ပြီးနောက်မှာလဲနမ်ခန်းဘက်ကိုလာတဲ့12မိုင်က TNLA ရတပ်စန်းကိုဒရုန်းတွေနဲ့လာရောက်တိုက်ခိုက်နေတယ်လို့ TNLA စီရေးတည်အရင်မြကနေသိရပါတယ်။ TNLA တပ်တွေဟာပြစ်မိတ်မရတဲ့အတွက်နမ်ဖက်ကကွတ်ခိုင်မြို့တွေကနေစုခွာပေးလိုက်ရနောက်နမ်ခန်းနဲ့12မိုင်ကွာက TNLA တပ်စန်းကိုဒီနေ့မတ်16ရက်မနက်ပိုင်းကစလို့ဒရုန်းတွေအများပြားနဲ့လာရောက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ TNLA စီရေးတည်အရင်မြက်ကကျွန်တော်တို့တပ်တွေရှိရဲ့နမ်ဖက်ကကနေတောင်ပြစ်မိတ်မရပဲစုခွာပေးလိုက်ရတယ်။ကွတ်ခိုင်ဘက်ကတော့အဆက်အသွယ်ပြတ်သွားပြီးဒီနေ့မနေ့ပိုင်းမှာနမ်ခန်းနဲ့ကွတ်ခိုင်အဆက်က12မိုင်ကိုဒရုန်းတွေနဲ့ဘုံလာကျဲနေတယ်။သူတို့ထိုးဆက်ကနမ်ခန်းကိုဥတီလာနေတာ။ဘယ်အထိဆုတ်ခမယ်ဆိုတာအထက်လူကြီးတွေကမပြောသေးဘူးလို့ DVD ကိုပြောပါတယ်။ MNDACE တည်အရင်မြစ်ကတော့ကွတ်ခိုင်မြို့ကိုမတ်15ရက်ညနေပိုင်းမှာအလုံးစုံထိန်းချုပ်လိုက်ပြီးဖြစ်ပြီးနမ်ခန်းနဲ့12မိုင်အကွာက TNLA တပ်စန်းရှိတာတောင်အထိထိန်းချုပ်ဖို့ရည်ရွယ်ထားတယ်လို့ DBB ကိုပြောပါတယ်။ကွတ်ခိုင်နဲ့တင်းနီမြို့တွေမှာအငင်းပွားမှုတွေကနေနှစ်ဖက်အကြားစစ်ရေးပဋိပက္ခတွေဖြစ်လာပြီးကွတ်ခိုင်ကနေနမ်ဖက်ကတကြောက TNLA တပ်စန်းတွေနဲ့မူဆယ်105မိုင်အထိကို MNDA ကသိမ်းလိုက်ပြီးနောက်ကွတ်ခိုင်တမျိုးလုံးကို MNDA ကထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ MNDA ဟာဖယ်ရှားရမယ်ကွတ်ခိုင်မြို့ကအုပ်ချုပ်ရေးရုံးတွေကိုပြန်ဖွင့်ပေးဖို့တောင်းဆိုတာမှာ TNLA ဘက်ကလိုက်ရောပေးတာမရှိဘူးဆိုတဲ့ဆွဆွဲချက်တွေနဲ့ကွတ်ခိုင်မြို့ကိုအင်အားအလုံးအင်းနဲ့ထိုးစစ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ MNDA ကတော့မတ်14ရက်ကစလို့ကွတ်ခိုင်မူဆယ်105မိုင်ဂုံတွယ်ဆုံးနမ်ဖက်ကမွန်စည်းတို့နေရာတွေကိုသိမ်းယူခဲ့တယ်လို့ချင်းရွှေဟော်မှာရှိတဲ့ TNLA တပ်သားတွေကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ MNDA ဘက်ကတော့
တေနီခရိုင်ဟောင်ပမြို့နယ်တဲ့ကို TNLA ဘက်ကဝင်ရောက်ဖို့ကြိုးစားတာတေနီရေအားရစ်လက်စစ်ကိုလူယူဖို့ကြိုးစားတာကုတ်ခိုင်မှာတရုလူမျိုးတွေကိုဝင်ထွက်ခွင့်ကန့်တတ်ပိတ်ပင်တာစော့တဲ့အခြေအနေတွေကြောင့်လို့ TNLA နဲ့ FPNCC ကိုပေးပို့တဲ့စာမှာဆွဆွဲဖော်ပြထားတာတွေ့ရပါတယ်တရုတ်ဆိုရကတော့နှစ်နိုင်ငံနယ်စပ်ရှမ်းမြောက်ပိုင်းမှာတိုက်ပွဲတွေမဖော်ဆောင်ဖို့နှစ်ဖက်တပ်တွေကိုညွှန်ကြားထားပြီးစေ့စပ်ညီနိုင်ဖို့ပြောတယ်လို့တအောင်းအမျိုးသားလွတ်မြောက်တပ်မတော် TNLA ကမတ်စမာရဲမှာ DVB ကိုပြောပါတယ် TNLA ပြောရေးဆိုရေးရှိသူလွေးရီဦးကတရုတ်အစိုးရဘက်ကတော့နှစ်ဖက်တပ်တွေကိုပြောတဲ့အချိန်မှာတိုက်ပွဲတွေမဖော်ဆောင်ဖို့တိုက်ပွဲတွေရပ်တန့်ပေးဖို့ညွှန်ကြားတာမျိုးရှိပါတယ်။ဂျားမှာအတက်နိုင်ဆုံးကောင်းဆောင်တွေတွေးဖို့ကြိုးပမ်းနေတာရှိပါတယ်လို့ပြောပါတယ်။တော်တိုင်းအထွိုက်စည်းတွေကတော့ညီနောင်မဟာမိတ်နှစ်ဖက်ကိုပြန်လည်ညီနိုင်ကြပြီးဘုံမြန်သူဖြစ်တဲ့စစ်ကောင်စီကိုလာတော်လန်ကြဖို့တိုက်တော်နေပါတယ်။ ဗြိတိန်မြန်မာပြည်ညာရေးမန္တလေးခေတ်မှာຫນွေယူခေတ်အထိဘီလက်ပြန်တွေနဲ့မြန်မာလူအဖွဲ့အစည်းမြန်မာနိုင်ငံလွတ်လပ်ရေးရတာနှစ်80နီးပါးကြာခဲ့ပေမဲ့နိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးနဲ့တရားရေးစနစ်တွေအပြင်ပညာရေးကျန်းမာရေးဘက်မှာပါဗြိတိရှပုံစံကိုအသုံးပြုရစေပါပဲအချက်မြန်မာပြည်ဘရင်စနစ်အောက်မှာရှိစဉ်19ရာစုအလယ်ကနေဗြိတိန်ကိုပညာတော်စဉ်ဆေးလွတ်ထည့်ရတဲ့မြန်မာပညာရေးဟာ21ရာစုຫນွေယူခေတ်မှာလည်းဗြိတိရှပညာရေးကိုတန်ဖိုးထားနေရဆဲပဲဖြစ်ပါတယ်တခါမြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာစာကိုအထူးဘာသာအဖြစ်စာသင်ကျောင်းတွေမှာသင်ဖို့ဦးနုလက်ထက်ကစလို့စ조사ခဲ့တာမှာဗိုလ်ချုပ်ကြီးနေဝင်လက်ထံမှာတော့ဝိဇာသိပ္ပံတက္ကသိုလ်အဆင့်ထိမြန်မာဘာသာနဲ့သင်တဲ့အဆင့်ရောက်ရှိခဲ့ပြီးနိုင်ငံတကာပိတ်စနစ်နဲ့ဘာသာပြန်ဆိုမှုအားနည်းမှုကြောင့်1980ပြည်လွန်နှစ်တွေကြာမှာအင်္ဂလိပ်ဘာသာနဲ့ပြန်သင်တာတွေဖြစ်လာခဲ့တာပါစိတ်ပညာစက်မှုစည်ရင်အတင်းနဲ့ IT နည်းပညာလို့တတ်မွေးဝမ်းကြောင်းပညာတွေမှာလည်းအင်္ဂလိပ်ဘာသာနဲ့သင်ကြားမှု British စာမေးပွဲစနစ်တွေကမြန်မာပြည်မှာခုထိသွားစာညောင်းဆဲပဲဖြစ်ပါလေ American ပညာရေးလွမ်းမိုးမှုရှိတဲ့အိမ်နီးချင်းထိုင်းနဲ့မတူပဲမြန်မာပညာရေးဟာတောင်အာရှမလေးရှားစင်ကာပူနဲ့ဟောင်ကောင်လို British ကိုလိုနီဟောင်းတွေလိုပဲ British ပညာရေးကိုကိုလိုနီလွတ်အစွန်းဆောင်ထားလာဖြစ်ပါတယ်1826ကနေ1948အတွင်းနိုင်ငံပင်လယ်ကမ်းယုံဒေသတွေကနေအောက်ပိုင်းတို့အထက်ပိုင်းတို့နဲ့တောင်တန်းဒေသတွေအထိ British ကိုလိုနီအဖြစ်ကြားရောက်ခဲ့တဲ့မြန်မာပြည်ဟာ British India Empire ဝင်ပြည်နယ်တစ်ခုအဖြစ်1930ခုနှစ်အထိအုပ်ချုပ်ခံခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမြန်မာမျိုးချစ်လူငယ်တွေကဂျပန်အကူအညီနဲ့စစ်တပ်ထောင်ပြီးဗြိတိန်ကိုတွန်းလှန်ခဲ့ပေမဲ့စစ်အပြီးမှာတော့စေးစက်တဲ့နီးနဲ့လွတ်လပ်ရေးယူပြီးဗြိတိရှသနတဟာဝအပြင်မှာမြန်မာပြည်ရပ်တည်ခဲ့ပါတယ်အစင်းလာအဖြစ်ဗြိတိန်နဲ့နီးစပ်တဲ့ကရင်စစ်အရာရှိကြီးတွေနဲ့မြေချင်းနိုင်ငံရေးခေါင်းဆောင်တွေရှမ်းစော်ဘွားတွေဟာ1948ကနေ1962အတွင်းမြန်မာပြည်အာဏာအဝိုင်းဝိုင်းကကွဲပြောက်သွားခဲ့ပြီးနောက်လက်ဝါမြောင်စင်းဆန်တဲ့မြန်မာစစ်ဘော်တွေကနိုင်ငံကိုဆဲသူကျော်နဲ့ကြီးစိုးခဲ့တာပါကမ္ဘာနိုင်ငံရေးရာသီကလည်းစစ်အေးခေတ်ရောက်နေပြီဖြစ်လို့အမေရိကန်ရဲ့အနောက်အုပ်စုမှာပါတဲ့ဗြိတိန်နဲ့တရုတ်နဲ့အိမ်နီးချင်းရှိပြီးဗတ်မရိုက်မှုကိုကင်တွယ်တဲ့မြန်မာကြားမှာနိုင်ငံချင်းလည်းမနီးစပ်လာပါဘူးဒီလိုကွာဟာမှုတွေရှိပေမဲ့မြန်မာလွတ်လပ်ရေးခေါင်းဆောင်အဆက်ဆက်နဲ့ဗြိတိန်ဆက်ဆံရေးဟာဦးနူကနေဗိုလ်ချုပ်ကြီးနေဝင်းခီအထိတရင်တနည်းရှိခဲ့ကြပြီးမြန်မာပြည်ပညာရေးကျန်းမာရေးပါမှာကိုလံဘိုစီမံချက်နဲ့ဗြိတိန်ကကူညီခဲ့ပါတယ်ရွှေဘိုမြို့အဝင်စစ်ဆေးခေအနီး၌မိသားစုဝင်3ယောက်မိုင်းနှင်းမိပြီးတယောက်စိုးရင်ရစကိုင်းတွင်ရွှေဘိုမြို့အဝယ်မှာစစ်ကောင်စီစစ်ဆေးခေအနီးမှာမက်ဆန်ဘာရဲ့ညနေ6နာရီကျော်ကဆိုင်ငယ်နဲ့ဖြတ်တန်းသွားလာတဲ့ဖီတူ3ယောက်မိုင်းနှင်းမိပြီးအဲ့ဒီတဲကတယောက်ကတော့အသက်အန္တရာယ်စိုးရိမ်တဲ့အခြေအနေမှာရှိနေပါတယ်စိတ်ခွန်ကြီးဝါကအသက်55နှစ်အရွယ်ဦးကန်သေးနဲ့ဇနီးထီသူတမက်လက်ထီသူ3ယောက်ဟာရွှေဘုံမျိုးဘိုက်ကိုသွားတဲ့လမ်းမင်းကုန်းကြီးဝါနဲ့အိုးဘူကြီးဝါတဲ့ကြားကတရားအနီးမှာမိုင်းနှင်းမိခဲ့တာထင်ပါတယ်ဒေတာကန်တွေကပြောပြချက်အရဦးကန်သေးဟာမိုင်းစာထီမှန်တာကြောင့်မြေကိုကျွန်းပြီးမျက်နှာအောက်ပိုင်းမှာပြင်းထန်တဲ့တန်းရာတွေရရှိခဲ့ပြီးအရေးပေါ်စိတ်ကူးထမှုခံယူနေရပါတယ်အတူပါလာတဲ့ဇနီးနဲ့တမက်ဖြစ်သူတို့ကတော့ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့သိရပါတယ်အဲ့ဒီမိသားစုဝင်တွေဟာတောထဲမှာအကောင်ကိုက်ခံတာကြောင့်ဆေးရုံကိုအရင်ပို့ထားရတဲ့သမီးဖြစ်သူစီအဝတ်အစားတွေယူဆောင်ပြီးလိုက်သွားတဲ့အချိန်မှာအခုလိုမတော်တဆမှုနဲ့ကြုံတွေ့ခဲ့တာဖြစ်ပါတယ်ဒီနေရာဟာမိုင်းပေါက်ကွဲမှုတွေခဏခဏဖြစ်ပွားလိရှိတဲ့နေရာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီ18ရက်ကအသက်60အရွယ်အမျိုးသမီးတစ်ယောက်မိုင်းနင်းမိပြီးသေဆုံးခဲ့ပါတယ်
စရင်စရနှစ်အရာ2024ခုနှစ်ကနေ2025ခုနှစ်အတွင်းဒီမင်းကုန်းရွာနဲ့အိုးဘိုရွာတွေကြားလမ်းပိုင်းမှာမိုင်းနဲ့လက်နက်ကြီးချင်းထိမှန်တာကြောင့်တေဆုံးသူ6ယောက်နဲ့ဒဏ်ရာရသူ10ယောက်ထပ်မံရှိခရီအခုလိုထစ်စင်တွေဆက်တိုက်ထစ်ကွာနေတာကြောင့်ရွှေဘိုမင်းကုန်းစိတ်ခွန်လမ်းပိုင်းကိုအသုံးပြုနေကြတဲ့ဒေသခံတွေဟာနေဝင်ကြီးအတက်ညနေပိုင်းမှာတွာလာဖို့အတွက်အတော်လေးစိုးရိမ်ထိတ်လန့်နေကြပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ဘနွန်ဆေးဘက်ငန်ဝန်တန်းတွေ12ယောက်သေဆုံးအစ္စရေးကလက်ဘနွန်ကိုမတ်73ရက်နောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုအတွင်းမှာဆီယာဝန်ဆေးဘက်ငန်ဝန်တန်းနူညာပြူတို့12ယောက်သေဆုံးခဲ့တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကအကြီးအကဲကမတ်14ရက်မှာအတည်ပြုပြောပါတယ်လက်ဘနွန်တောင်ပိုင်းကဘတ်ချ်ကာလာဝေကပြည်မကျန်းမာရေးစောက်ရှောက်ရေးမိမာစင်တာရဲ့အပစ်စည်းတွေကနေမိခိုးတွေထွက်နေတာကိုမတ်15ရက်ကမြင်တွေ့ရပါတယ်ဆေးဘငန်ဝန်တန်းတွေတီဆုံးခဲ့တဲ့ပြစ်ထောင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ဆေးကလစ်နဲ့အဆောက်အအုံဟာပျက်စီးသွားခဲ့ပြီးရန်နှစ်ယောက်နီးပါးအကြာမှာတွေ့ရလာလဲ